ပါရှင်ဒီနေ့မှာတော့ကလေးထိန်းနေရတော့ရရလေးအကြောင်းကိုတင်ဆက်ပြမှာဖြစ်ပါရှင်ကလေးလေးလာဝဲအမေဆရာလေးဒီကလေးလေးဆရာကြီးကအမလေးငိုပြီးဟဲ့အမငါဒီတော့ကိုပြရစီကိုကောင်းတယ်လားနာအမလေးအခုမှတက်သွားလို့လေနာကလေးလေးအမရုပ်ယာဒီဝိုက်ပုတ်ချင်မနေတာဒီကလေးကဘာလို့ငါ့ပေါ်လာတတ်တာဆိုင်ရရောခလေးဆောင်းနေလေအမလေးဒီကလေးစနေရတော့လေပြောရမလွယ်ပါလားဒီထဲမှာဒီကလေးလေးအကဲဆုံးပဲပြမယ်နော်ဒါဘယ်လိုဖြတ်ရမလဲအော်မကဖြတ်ရှိရပဲဒါနဲ့ဖြတ်လို့ရတယ်ရပြီခလေးလေးပုံကဝိုးတောင်ချက်ကမယ်ဝိုးတောင်ချက်ကမယ်ဆိုတော့နော်လေးမထိုင်မချက်ဒီမှာချက်တင်ကြရခလေးကျကိုစင်စကကျွေးအောင်မယ်အရင်တော့ပြဖို့ကောင်းပါလေဒါပေမဲ့ငါတော့ခလေးတွေလိုက်ကြည့်သူများရဘာလို့လိုက်မကြည့်လဲမသိပါဘူးဆင်းရလိုက်တာဒီကလေးလေးကဘာလို့လဲမသိဘူးရေယေစားလို့ကောင်းတာစားလို့ကောင်းမယ်ဒီနေ့သူတို့စားနေကြတယ်နောက်တစ်ခုပါထုတ်ကောင်းမယ်နောက်ခုကျမချမထည့်ရပြီကျတော့ပြီဆိုတော့ငါသွားပြီးကလေးလေးတွေကိုကျွေးမယ်ရတော့တာမတ်မီလီတောက်ပါလားဆရာလေးအခလေးလေးတွေက2 3နှစ်ရှိရဆိုအမလေးရေကြီးချောင်းနေကိုငါထုတ်ကျွေးရမယ်မကျေးဇူးပါနော်ကျေးဇူးပါမမချောင်းမကျွေးရမယ်အကိုကျေးဇူးပါဗျာလာကလေးလေးကျမရုပ်ဆက်လို့ခိုင်းတာမရငါတော့ပြောပါပဲပြမနော်ပုံမြင်နေတာမလားဆက်ပြမနော်ပြန်ငါအခုမှစိတ်ကြီးရတော့လေလက်ဆမ်းမကိုရေကလေးပါလေးတော့ခုလိုက်အောင်ပါပဲရပြီစီလေးတော့ကူကြမယ်ဒီကမလေးနေနေတော့ဆောက်လိုက်ပါဝါကိုရမလေးတာဒီဗီဒီယိုအတွက်ကျေးဇူးပါရှင်နောက်ဗီဒီယိုလေးမှာလည်းမျိုးစိမစားစရာအေဗာဒါလေးတွေကိုကြည့်ရင်တော့ like and subscribe လုပ်ဖို့မမေ့ပါနဲ့ဦးနော်အားလုံးမနောက်ဗီဒီယိုတွေမှာအားလုံးပဲတတာ